စ်တွေစမြုပ်သိမ်းထားတော့မယ်ငါလည်းသေးတဲ့ထီမင်းကိုချစ်ခဲ့ပြီးနောက်ထပ်လာရင်ခေါ်လာခြင်းမရှိဒါပေမဲ့ကွာမျောလင်းချမ်းသာမင်းနဲ့ပြန်ပြီးဖို့အသက်ထက်ကွယ်မှလည်းမကြောက်တော့ပါဒါပါကြောင့်လဲဆိုရင်မင်းကိုချစ်ခဲ့ဘူးတဲ့ချစ်လို့နောက်ထပ်ရှိမှမထင်ဒါပေမဲ့ကွာအတူတူပြန်ချစ်ဖို့မလွယ်ပါမင်းနဲ့ပြန်ပြီးဖို့ထိုင်ကုန်ငယ်လေးတစ်ခုသိမ်းထားတဲ့မိမျိုးရောင်တော်ဖို့အိမ်လေးရဲ့တန်ရာဆုံးမတရားများကြီးနဲ့ကျယ်ရီကောင်းထားတဲ့ပလင်းတစ်လုံးရဲ့တန်ရာရီလေးအုပ်ကြတဲ့ဝဲအလူကဖြတ်ပိုင်းလေးသိမ်းထားတဲ့စုံနိုင်တဲ့အလုံးဝမရှိတော့မတရားတစ်ခုအနေနဲ့တတိတရားရှိနေတယ်ချစ်တွေစမြုပ်သိမ်းထားတော့မယ်ငါလည်းသေးတဲ့ထီမင်းကိုချစ်ခဲ့ပြီးနောက်ထပ်လာရင်ခေါ်လာခြင်းမရှိဒါပေမဲ့ကွာမျောလင်းချမ်းသာမင်းနဲ့ပြန်ပြီးဖို့အသက်ထက်ကွယ်မှလည်းမကြောက်တော့ပါဒါပါကြောင့်လဲဆိုရင်မင်းကိုချစ်ခဲ့ဘူးတဲ့ချစ်လို့နောက်ထပ်ရှိမှမထင်ဒါပေမဲ့ကွာအတူတူပြန်ပြီးဖို့မလွယ်ပါမင်းနဲ့ပြန်ပြီးဖို့ထိုင်ကုန်ငယ်လေးတစ်ခုသိမ်းထားတဲ့မိမျိုးရောင်တော်မို့အိမ်လေးရဲ့တန်ရာဆုံးမတရားများကြီးတဲ့ကျယ်ရီကောင်းထားတဲ့ပလင်းတစ်လုံးရဲ့တန်ရာရီလေးအုပ်ကြတဲ့ဝဲအလူကဖြတ်ပိုင်းလေးသိမ်းထားတဲ့စုံနိုင်တဲ့အလုံးဝမရှိတော့အမတ်တရားတစ်ခုအနေနဲ့တတိတရားရှိနေတယ်မိမျိုးရောင်တော်မို့အိမ်လေးရဲ့တန်ရာဆုံးမတရားများကြီးနဲ့ကျယ်ရီကောင်းထားတဲ့ပလင်းတစ်လုံးရဲ့တန်ရာရီလေးအုပ်ကြတဲ့ဝဲအလူကဖြတ်ပိုင်းလေးသိမ်းထားတဲ့စုံနိုင်တဲ့အလုံးဝမရှိတော့အမတ်တရားတစ်ခုအနေနဲ့တတိတရားရှိနေ